ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကပေးရတဲ့ပထမဆုံးငြိမ်းချမ်းရေးဆုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က2026ခုနှစ်ကမ္ဘာဖလားအုပ်စုအဆင့်မဲခွဲပွဲမတိုင်မီမှာလက်ခံရရှိခဲ့ပါတယ်။ FIFA Peace Prize ငြိမ်းချမ်းရေးဆုဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက်ရည်ရွယ်ထားတာလို့သတင်းတွေထွက်ပေါ်လာတဲ့နောက်မှာပဲဒီဆုရွေးချယ်ရေးလုပ်ငန်းစဉ်ကိုဖန်တီးတဲ့ကော်မတီခေါင်းဆောင်ဟာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်ဖြစ်တယ်လို့ The Guardian သတင်းစာကထုတ်ဖော်ထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကဝါရှင်တန်မှာကျင်းပခဲ့တဲ့2026ခုနှစ်ကမ္ဘာဖလားမဲခွဲပွဲအခမ်းအနားမှာဒီဆုကိုကြေညာတာဖြစ်ပြီးဆုပေးပွဲမတိုင်ခင်ဒီဇင်ဘာ4ရက်နေ့မှာ The Guardian သတင်းစာကဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ The Guardian သတင်းစာရဲ့ဖော်ထုတ်ချက်အရဒီဆုရွေးချယ်ရေးလုပ်ငန်းစဉ်ကိုရေးဆွဲမဲ့ FIFA ရဲ့လူမှုရေးတာဝန်ယူမှုကော်မတီ Social Responsibility Committee ဥက္ကဋ္ဌဟာဦးဇော်ဇော်ဖြစ်ပြီးသူဟာအရင်စစ်အစိုးရလက်ထက်ကတည်းကခရိုနီဆိုပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကသတ်မှတ်ခဲ့ဘူးသူပါ2009ခုနှစ်ကနေ2016ခုနှစ်အထိအမေရိကန်နဲ့ EU ရဲ့ပိတ်ဆို့အရေးယူမှုဆန်ရှင်ကိုခံခဲ့ရဘူးပြီးအာနာရှင်ဟောင်းတန်းရွှေမိသားစုနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူလို့ဆိုထားပါတယ်။ FIFA Peace Prize ဆုရှင်ကိုဦးဆောင်ရွေးချယ်မဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်ဟာမြန်မာစစ်အုပ်စုကိုငွေကြေးထောက်ပံ့မှုတွေအပြင်ရိုဟင်ဂျာတွေနေရက်မပြန်နိုင်ရေးအတွက်နယ်စပ်ခြံစည်းရိုးတွေတိစောက်ရမှာအလှငွေတွေအမြောက်အများကိုပံ့ပိုးခဲ့သူလို့ဖော်ပြထားပါတယ်။နိုဘယ်ငြိမ်းချမ်းရေးဆုလွဲချော်ခဲ့လို့စိတ်ပြည့်နေတဲ့သမ္မတထရန့်ကိုနှစ်သိမ့်ဖို့အတွက်FIFA ဥက္ကဋ္ဌ Gianni Infantino ကဒီဆုကိုတီထွင်လိုက်တာလို့ဝေဖန်သူတွေကဆိုကြပါတယ်။ Infantino ဟာဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲမှာထရန့်ဘေးကနေရပ်တည်ပြခဲ့ပြီး FIFA ရဲ့နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့စီမင်းကိုချိုးဖောက်ခဲ့သူလို့ဆွဆွဲခံထားရသူပါ။ဒီဆုကိုထရန့်ကရမယ်လို့ခံမှန်းခဲ့ကြပြီးတကယ်လည်းရခဲ့တာဖြစ်ပါတယ်။ထရန့်ကစစ်ပွဲတွေကိုရပ်တန့်ခဲ့တာနဲ့စစ်ပွဲတွေမဖြစ်မီတခြားနိုင်ငံအရေးတွေကိုရပ်တန့်နိုင်ခဲ့တာကြောင့်လူအသက်ပေါင်း10သန်းကျော်ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ FIFA ဥက္ကဋ္ဌ Infantino ကပြောပါတယ်။လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့စစ်တပ်နဲ့ပတ်သက်သူတဦးကိုငြိမ်းချမ်းရေးဆုစီစစ်တဲ့ကော်မတီဥက္ကဋ္ဌခန့်အပ်တာဟာ FIFA ရဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာလွဲမှားမှုကြီးတစ်ခုလို့ထောက်ပြထားကြပါတယ်။